လွတ်တော်ဖြတ်သိမ်းဖို့ဝန်ကြီးချုပ်အနုထင်ချန်ဝေလကူရဲ့လျှောက်ထားချက်ကိုထိုင်းဘီရင်ကဒီဇင်ဘာ12ရက်ဒီကနေ့လက်ခံလိုက်ပြီးဖြစ်တာကြောင့်မကြခင်အထွေထွေရွေးကောက်ပွဲတွေကျင်းပရတော့မှာပါ2014ခုနှစ်ထိုင်းဖွဲ့စည်းပုံအရဘီရင်ကတော်ဝင်အမိန့်ထုတ်ပြန်ပြီး45ရက်နဲ့ရက်60အကြာအထွေထွေရွေးကောက်ပွဲကျင်းပရမယ်လို့ဖော်ပြထားပေမဲ့ရွေးကောက်ပွဲကျင်းပမဲ့ရက်ကိုတော့အခုထုတ်ပြန်ခြင်းမရှိသေးပါဘူးအများစုကဇန်နဝါရီလကုန်ပိုင်းဒါမှမဟုတ်ဖေဖော်ဝါရီလဆန်းပိုင်းလောက်မှာကျင်းပပြစ်မယ်လို့ခန့်မှန်းနေကြပါတယ်အတိုက်ခံပြည်သူ့ပါတီကသူဦးဆောင်တဲ့လူနည်းစုအစိုးရအပေါ်အယုံကြည်မရှိအဆိုတင်သွင်းဖို့ပြင်ဆင်နေတဲ့အတွက်ဝန်ကြီးချုပ်အနုထင်ကလက်ဦးမှုရယူပြီးလွတ်တော်ကိုအမြန်ဖျက်သိမ်းလိုက်တာလို့သုံးသပ်ကြပါတယ်။လက်ရှိကမ္ဘောဒီးယားနဲ့နယ်စပ်မှာဖြစ်နေတဲ့နယ်စပ်တိုက်ပွဲတွေကြောင့်ထိုင်းလူထုအကြားအမျိုးသားရေးစိတ်ဓာတ်တက်ကြွပြီးသူ့အစိုးရအပေါ်ထောက်ခံမှုပိုရလာနေတာကြောင့်ဒါကိုအခွင့်ကောင်းယူပြီးရွေးကောက်ပွဲမှာအနိုင်ရဖို့ပြင်ဆင်တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဝန်ကြီးချုပ်အနုထင်ဟာတစ်ဖက်မှာကြားဖြန့်အွန်လိုင်းငွေလင်ကနေနဲ့အရင်ကဆက်နွယ်မှုရှိခဲ့တယ်ဆိုတဲ့သတင်းတွေလူမှုကွန်ရက်ပေါ်မှာထွက်နေတာကြောင့်ဒီအပေါ်မကျေနပ်ကြတဲ့ထိုင်းပြည်သူအများပြားလည်းရှိနေပါတယ်။ဝန်ကြီးချုပ်သက်စင်ရဲ့သမီးပေထုံထန်ရှင်နဝတ်ပါတီကနှုတ်ထွက်သွားပြီးတဲ့နောက်ဖွာထိုင်းပါတီဟာလည်းခေါင်းဆောင်မှုအားနည်းတာနဲ့ပါတီတွင်းစည်းလုံးမှုပြပြတာတွေရှိနေပါတယ်။ဝန်ကြီးချုပ်အနုထင်ရဲ့ဖုန်ချိုင်ထိုင်းပါတီဟာလည်းလက်ရှိလွတ်တော်မဖြတ်ခင်ထိအမတ်နေရအ ਨੇ စုသာအနိုင်ရထားတာပါ။ပြည်သူ့ပါတီကတော့လူငယ်တွေများတဲ့အပြင်စီးလုံးညီညွတ်မှုလည်းပိုရှိတယ်လို့ယူဆရပေမဲ့အာဏာကိုချုပ်ကင်ထားတဲ့အုပ်စုနဲ့စစ်တပ်အတိုင်းအဝိုင်းအပြင်ဘရင်နဲ့နှိစက်တဲ့အတိုင်းအဝိုင်းရဲ့ထောက်ခံမှုလည်းမရနိုင်ပဲဖြစ်နေပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်းလိုက်ပါ